သူကဘောလုံးဒီအော်စုကိုရှေ့ကျိန်အောင်ရရှိထားခဲ့တဲ့ဘောလုံးသမားပဲဖြစ်ပါတယ်ကမ္ဘာဖလားအပါအဝင်မရဘူးတဲ့ဖလားမရှိတဲ့သူအနေလိုအသင်းမော်တွေကဝိုင်းချကြတဲ့သူဘောလုံးကစားရမှာအလေကောက်စွမ်းရည်ကောင်းလုံးလို့သူ့ကိုတခြားကဘာကလာတဲ့ဂျိုသားလို့တောင်တင်စားကြပါတယ်သူကတော့အားလုံးကသိပြီးသားဖြစ်တဲ့ကမ္ဘာကျော်ဘောလုံးသမားလီယိုနယ်မက်ဆီပဲဖြစ်ပါတယ်သူဒီလိုအောင်မြင်နေတာကိုတွေ့ရလို့သူ့ဘဝကလွယ်လွယ်လေးလို့ထင်တော့မှားသွားပါလိမ့်မယ်သူငယ်ငယ်လေးတို့ကကြုံတွေ့ခဲ့ရတဲ့ဆင်းရဲမှုပြဿနာတွေကျန်းမာရေးပြဿနာတွေနဲ့ professional ဘောလုံးသမားဘဝမှာစိတ်ခေါ်မှုတွေကိုဘယ်လိုရင်ဆိုင်ကြော်ပြတ်ခဲ့ရလဲဆိုတာကိုဒီဗီဒီယိုလေးကိုအစိုးထိကြည့်ပြီးသွားရင်တော့သိသွားပါလိမ့်မယ်လီယိုနယ်မက်ဆီကို1989ခုနှစ်ဇွန်လ24ရက်နေ့မှာအာဂျင်တီးနားနိုင်ငံရိုဆာရီယိုမြို့မှာမွေးဖွားခဲ့ပါတယ်။သူ့ကိုမွေးတဲ့အချိန်မှာသူ့မိဘတွေကအရန်ကိုဆင်းရဲလုံးလို့သူ့အဖေဖြစ်သူကတာမဏိစိတ်အောင်မှာအလုပ်လုပ်ခဲ့ရပြီးတော့အမေဖြစ်သူကသူများအိမ်မှာတန့်ရှင်းရေးလုပ်ရင်းနဲ့ဆင်းရဲတဲ့တန်ကိုရင်ဆိုင်ခဲ့ရပါတယ်။သူဟာငယ်ငယ်လေးကတည်းကဘောလုံးဝါသနာကြီးတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ပါရမီကိုထုတ်ပြနိုင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါအပြင်သူဟာခန္ဓာကိုယ်သိငယ်ပေမဲ့ကြီးမားတဲ့အိမ်မက်တွေကိုပိုင်ဆိုင်ထားပါသေးတယ်။ဒါကြောင့်သူ့မိဘတွေကသူ့ရဲ့ဝါသနာနဲ့ပါရမီကိုယုံကြည်အားပေးခဲ့ကြပါတယ်။သူ့ရဲ့အိမ်မက်တွေကိုသူ့အဖေအမေပြင်နောက်ထပ်အားပေးတဲ့သူတစ်ယောက်ရှိနေပါသေးတယ်။အဲ့ဒီလူကတော့သူ့အမေဘက်ကအဖွားပါပဲ။သူဟာသူ့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့စူးစမ်းခဲ့ပေမဲ့သူ့အသက်17နှစ်အရွယ်ရောက်တဲ့အခါမှာတော့ကန်ဆိုးမှုတွေနဲ့ကြုံလာရပါတယ်။အဲ့ဒါကသူအရန်ချစ်ရတဲ့သူ့ရဲ့အဖွားစုပ်ပါသွားခဲ့ပြီးတော့သူ့မှာလည်းခန္ဓာကိုယ်ကြီးထွားတဲ့ဟော်မုန်းချွတ်တဲ့ယောဂခံစားလာခဲ့ရတာပါပဲသူ့ခန္ဓာကိုယ်ကတခြားသူတွေနဲ့ရှိရင်ညံကိုသိငယ်တာကြောင့်ဂျဘူးလေလို့လှောင်ပြောင်ခံခဲ့ရပါတယ်ပြီးတော့သူ့ရဲ့ဘောလုံးစွမ်းရည်ကိုဘောလုံးအသင်းတော်တော်များများကသိကြပေမဲ့လူဖလန်လေးဖြစ်တာကြောင့်ဘယ်ဘောလုံးအသင်းကမှမခေါ်ကျင်ခဲ့ပါဘူးဒါကြောင့်သူ့ယောဂကိုကုသဖို့လစဉ်ဟော်မုန်းဆေးထိုးဖို့လိုအပ်လာခဲ့ပါတယ်ဆေးဘွားကကုန်ကြစိတ်တွေကကြီးမားလောတာကြောင့်ဆင်းရဲတဲ့သူတို့မိသားစုတွေအတွက်ဆေးဘွားကမတက်နိုင်ခဲ့ရှာပါဘူး။ဒါကြောင့်မက်ဆီကသူ့ရဲ့အိမ်မက်တွေကိုဆော့လော်ရမယ့်အခြေအနေကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူဖြစ်ချင်တဲ့ဘောလုံးသမားဘွားကိုအကောင့်ထဲပို့ဖို့ကန်ကောင်းကြီးတွေကသူ့စီကိုပြန်လည်ပြီးတော့ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒါကတော့စပိန်နိုင်ငံရဲ့ထိပ်သီးကလပ်တစ်ခုဖြစ်တဲ့ဘာစီလိုနာအသင်းကသူ့ကိုရှာတွေ့သွားခဲ့ပါတယ်။ဘာစီလိုနာအသင်းကသူ့ရဲ့ဘောလုံးစွမ်းရည်ကိုသဘောကျလို့စာချုပ်ချုပ်ဖို့တော့မစောင့်နိုင်တာကြောင့်လက်ကင်ဘော်ကိုစာချုပ်အဖြစ်သတ်မှတ်ပြီးတော့ချုပ်ဆိုခဲ့ပါတယ်။ဘာစီလိုနာအသင်းကသူ့ရဲ့ကျမ်းမာရေးကုသစရိတ်ကိုထောက်ပံ့ပေးခဲ့ပြီးတော့သူ့ကိုကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်အောင်ဝေးထုတ်ပေးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဘာစီလိုနာအသင်းနဲ့အတူစပိန်လာလီဂါချန်ပီယံလိဆုဖလားတွေအပြင်တခြားဆုတံဆိပ်များစွာကိုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 2023 Ballon d'Or France footballer is Lionel Messiသူဒီလိုအောင်မြင်မှုတွေရရှိနေပေမဲ့သူ့ကိုဝေဖန်တိုက်ခိုက်နေတဲ့သူတွေကြားထဲမှာတော့လောင်ပြောင်စရာတခုရှိနေပါသေးတယ်။အဲ့ဒါကတော့သူ့နိုင်ငံအသင်းအတွက်ဘာမှမလုပ်ဆောင်ပေးနိုင်ခဲ့တာပါပဲ။သူဟာအာဂျင်တီးနားနိုင်ငံအသင်းအတွက်ကမ္ဘာ့ဖလားဆွတ်ကူးဖို့ကြိုးစားခဲ့ပေမဲ့အရှုံးတွေနဲ့ပဲရင်ဆိုင်ခဲ့ရတာကြောင့်သူ့ကိုဝေဖန်နေတဲ့သူတွေကြားထဲမှာတော့လောင်ပြောင်စရာတခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့2020ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့အဲ့ဒီလောင်ပြောင်တဲ့တွေကိုပြန်လည်ပြီးတော့ခြေပြတ်ပြနိုင်ခဲ့ပါတယ်။သူဟာ2020ကမ္ဘာ့ဖလားပြိုင်ပွဲမှာအာဂျင်တီးနားအသင်းကိုအကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီးတော့ဂိုးလူပွဲကိုဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့2018ချန်ပီယံပြင်သစ်အသင်းကိုအနိုင်ယူခဲ့ပြီးတော့ကမ္ဘာ့ဖလားဆုကြီးကိုကင်မြောင်ပြသနိုင်ခဲ့ပါတယ်ခန္ဓာကိုယ်သိငယ်တာကြောင့်ဘယ်ဘောလုံးအသင်းကမှမခေါ်ကျင်ခဲ့တဲ့သူတယောက်မိဘတွေကဆေးဘွားကကုန်ကြစိမတက်နိုင်ခဲ့တာကြောင့်သူ့ရဲ့အိမ်မက်ကိုဆော့လော်ရမလို့ဖြစ်ခဲ့ရတဲ့သူတယောက်အဲ့လိုလူတယောက်ကအခုဆိုရင်ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကပေးတဲ့အမြင့်ဆုံးဘောလုံးဒီအော်စုကိုရှစ်ကြိမ်တောင်ရရှိထားခဲ့ပါပြီ။ဒါအပြင်သူဟာဆင်းရဲနွမ်းပါးတဲ့ကလေးတွေကိုပညာရေးနဲ့ကျန်းမာရေးထောက်ပံ့ပေးဖို့အတွက် Leo Messi Foundation တစ်ခုကိုတည်ထောင်ထားနိုင်ခဲ့ပါတယ်။သူ့ဘဝဇာတ်ကြောင်းလေးကနေသိလိုက်ရတာတခုကကျွန်တော်တို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်တဲ့နေရာမှာတခါတလေခက်ခဲတွေနဲ့ကြုံလာရတတ်ပါတယ်။အဲ့ဒီလိုကြုံလာရတဲ့အခါမှာစိတ်ပြတ်မသွားဘူးလက်မလျှော့လိုက်ဖို့နဲ့အဲ့ဒီခက်ခဲတွေကိုရဲရဲဆိုင်မယ်ဆိုလို့ရှိရင်
တနေ့မှာတော့အောင်မြင်မှုရလာမယ်ဆိုတာမက်ဆီရဲ့ဘဝဇာတ်ကြောင့်ကသက်သေပဲမဟုတ်ပါလားဒါနဲ့ကျွန်တော်ကဘဝခွန်အားပြစာပေတွေနဲ့ဘဝတုဒ္ဒရစီမဲ့အကြောင်းအရာလေးတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေမယ် CYF ကစိုင်းကိုတွေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ခဲ့ပါနဲ့ခင်ဗျာဒီဗီဒီယိုလေးကိုအစိုးရကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုများမှာပြန်လည်ပြီးတော့စုံတွေ့ကြပါရခင်ဗျာ